Hello, welcome to the Kevin Channel. ဒီနေ့ကကျွန်တော်ရဲ့ pocket number 3ဖြစ်တယ်ကျွန်တော်မမျှော်လင့်ပဲကြိတ်ရခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ပြောမှာဖြစ်တယ်အပိုင်းထဲကဘီကျဲတွေပါသွားတော့လူကကြုတ်ပြီခဏလောက်ညင်သွားတယ်ဘာလို့လဲဆိုတခါမှဒီအတွေ့အကြုံမရှိဘူးတဲ့အတွက်လူကကြုတ်ပြီဘာမှမလုပ်ရဘူးတစ်ပတ်နှစ်ပတ်တစ်လလောက်လောကအိမ်တွင်းအောင်သွားတယ်ဒါပေမဲ့စိတ်ထဲမှာတော့ဒီအရသာကိုတတ်တနေတဲ့အတွက်ဒီအရသာကိုဘယ်ရပလဲပေါ့အဲ့လို like စဉ်းစားရင်လည်း like ရှာရင်လည်းဘယ်မှလည်းမရအောင်အားလည်းပဲအလုံးမှာတနေ့လက်ဖေးတိုင်းတိုင်းပဲဆိုပြီးလက်ဖေးတိုင်းတွတ်ထိုင်နေချင်းကိုနေကြီးဆိုရင်တင်မောသားတယောက်နဲ့မမျော်လင့်ပဲတောင်းမှတွတ်ထက်တွေ့ကိုနေကြီးကစက္ကန့်မိတ်ဖြစ်တော့တဲ့အတွက်လာတာကောင်းတယ်ဒါပေမဲ့သူ့ရဲ့မကောင်းတဲ့ချက်ပါလဲဆိုသူတကဘာလုံးပတ်ပြီးတင်မောလိုက်နေတဲ့ချိန်သူအရက်တောင်မတောက်ဒါပေမဲ့သူရန်ကုန်မြေကိုပြန်နေပြီဆိုတာနဲ့သူအမှပြောစောအသေး fight တာပြီးရင်သူတင်မောတက်ဖို့တလားလောက်လိုမှသူစေးုံတက်ပြီးပြန်ပြတ်ပြီးတင်မောပြန်တက်သွားအဲ့လိုနဲ့သူနဲ့ဆုံတော့ပြောစော fight ချင်တယ်ကိုရဲ့ဂျိမ်းမရှိဘူးကိုနေဂျိမ်းရှိရဲ့လူတွေပါသွားလို့ကျွန်တော်တိုင်ပတ်နေရပေါ့ပြောတော့ဟာငါလည်းသွားမှာလေမင်းဂျိမ်းပါလိုက်ခဲ့လေကွာကျွန်တော်โอเคလေးကြော်ရဲလိုက်မယ်သူကအမြကျောင်းနာမှာပြစ်နေတယ်မမကြီးဆိုတဲ့ဂျိမ်းကိုကျွန်တော်ခေါ်သွားပြီးတော့ကျွန်တော်နဲ့မိတ်ဆက်ပေးအဲ့ဂျိမ်းကလည်းရေးလေရင့်နေအဲ့ချိန်တော့မူရစ်ကိုပတ်စံပေးပြီးတော့သူကမနှစ်ပိုင်းပဲမြကျောင်းနာချိန်မှာပြစ်ဟောအဲ့တော့ကဘာဖြစ်လဲဆိုတော့ကိုကမ join ကြဘူးအဲ့တော့ item ပါလာရင် join တဲ့ဘေးတူကိုခေါ်ပြီးတော့အိမ်မှာ join ငါရတယ်ပြီးဒီကောက်လည်းနည်းနည်းတော့တိုက်ရအောင်နောက်ပိုင်းကျတော့လူက limit တွေတက်လာတော့သူ့မတိုက်နိုင်တော့ဘာလို့ရလဲဆိုတော့ကိုယ့်ဘက်ကိုအိမ်မှာစမ်း join ကြည့်နေတာအဆင်ပြေသွားအဲ့ဒီမသိနေမှပျော်သွားဟာဟုတ်ပြီပေါ့သူများကိုတိုက်စရာမလိုဘူးကိုယ့်ဘက်ကို join တက်သွားပြီအဲ့လိုနေပဲကိုယ့်ဘက်ကိုအကြိုက်ပြေးလို့ရပြီဆိုပျော်ပြီအဲ့ဒီရက်ပိုင်းတွေကမနက်တိုင်းဆိုရင်ကျွန်တော်များကျောင်းတော်ကိုရောက်ဖြစ်တယ် exercise လုပ်တဲ့လူတွေတော့ကဲမောင်များကျောင်းတော်ကိုကျွန်တော်တော့မရောက်ဖြစ်ဘူးကျွန်တော်ရောက်ဖြစ်တယ်အမှ fan နဲ့ပြီးလဲတဲ့ public toilet တွေမှာဝင် join ပြီးမှအိမ်ပြန်တယ်စောင့်ခြင်းတွေကပြတ်နေရဆိုသိတော့သိတယ်ဒါပေမဲ့ပြန်ပြင်ဖို့ကြမနေ့ပိုင်းညမှာပြင်မယ်မနေ့ပိုင်းညမှာပြင်မယ်ဆိုရင်ဘာသာလောက်ကမှကျွန်တော်10နှစ်ကျော်လောက်ကြာသွားတယ်အဲ့လိုနေပဲအဲ့တော့ပတ်စံလေးရှားတာလွယ်တယ်ဗျအိမ်ကကြောင်းတက်နေတဲ့အချိန်ဆိုမဟုတ်ဘူး heavy ပေးတယ်တောင်းတော့လောက်ပေးနေဆိုသိကွာမရှိအဲ့လိုနေပဲဘာသာပြင်မှမသိပြောက်သွားပါတော့ကြောင်းသွားရင်လေ fan ပြီးသွားတယ်အဲ့လိုမျိုးကြောင်းမှာ fight တယ်အဲ့လိုမျိုးနေတိတ်မကြပါဘူးကျွန်တော်တို့ second semester ကြောင်းနေပြန်ပွင့်တော့ကျွန်တော်တက်နေတဲ့မမကြီးကပါအောင်အမှကျွန်တော်တခြားချိန်တွေလက်ရှာအရင်တည်းကဘာသာအတိတွေပေါ်လာတော့တခြားချိန်တွေလက်ရှာလမ်းမတော်တို့ပါလမ်းတော်မှာချိန်တခုရလမ်းတော်တားကြီးဆိုတဲ့ပင်းနေစင်ပြေသွားတယ်ဒါပေမဲ့အဲ့ဘယ်ကဘာဖြစ်လဲဆိုတကူကူဆိုစောင်းဝဲကြာအကြာကြီးပဲ7နိုင်လောက်ဖုန်းဆက်တော့17နိုင်လောက်မှကြွလာဟောသိစင်မပြေတော့အဲ့လိုနေပဲဘာသာပြင်မှမသိဖြစ်နေတိုင်နေရပဲနေပဲပိန်စားပြင်မှမသိဖြစ်သွားတယ်အဲ့ဒါကျွန်တော်ရဲ့တကယ် realize ဖြစ်ပြန်တော့ကျွန်တော်နောက် pocket တွေမှာကျွန်တော်ပါပြောမှဆိုဆက်ပြီးနားထောင်ပေးပါဦး like comment like share လေးဖြစ်ကိုညီပေးခြင်းဖြစ်ကျွန်တော်ဆက်ပြီးလုပ်ဖို့အတွက်အားပေးပါလို့တောင်းဆိုရတဲ့ဒီ pocket ကိုဒီမှာဆုံးသက်ပါအားလို့ကျေးဇူးပါ